အခုအစီကျဖို့အတွက်မဖြစ်မနေလုပ်တဲ့ body weight squat ဖြစ်ပါတယ်ကျွန်တော်သိချာလေးပြရပါမယ်အရင်ဦးဆုံးကျွန်တော်တို့ဒီဒူးကိုအရှိနေလေးထွက်ပြီးတော့ကျွန်တော်အနောက်ကိုထိုင်ချရတဲ့ပုံစံမျိုးပေါ့နော်လို့ထိုင်မယ်1ဖြည်းဖြည်းချင်းထိုင်ပြီးတော့သူအသက်ကိုရှူပြီးထိုင်ပြီးတော့ထားတဲ့အချိန်မှာအသက်ကိုလေးကိုပို့ထုတ်လိုက်မယ်2 3နော်အဓိကဒီပေါင်ချွတ်သားအားတွေအကုန်တင်းနေတဲ့အချိန်မှာထိုင်ပြီးတော့4အသက်ကိုပဲရှူမယ်နော်ပုံမှန်လေး5တကယ်လို့တချို့ဒီတိုင်းအလွတ်မထိုင်နိုင်တဲ့လူတွေကြတော့ခုံလေးတစ်ခုံယူပြီးတော့ထိုင်လို့ရပါတယ်6အဲ့လိုမျိုးနော်7ကျွန်တော်တို့ဒီလက်ကိုကြတော့အရှိမပဲထားဒီမှာပဲတင်ကျွန်တော်အဆင်ပြေပါတယ်7 8 okay 15ချိန်စော်ပေးပါ4ကြော့စော်ပေးပါ